လိညာပြောဆိုမိတဲ့အခါအလွယ်တကူပြန်ပေါ်တတ်တဲ့နင်းနန်ဖွာတော်မျိုးကတော့နံပါတ်1ဘော်ဒဟူးနစ်ဖွာများဘော်ဒဟူးနစ်ဖွာတွေဟာစကားအရာမှာပါနာကြပေမဲ့လိညာပြောဆိုမိတဲ့အခါသူတို့ရဲ့မျက်နှာအမူအရာနဲ့စကားပြောပုံတွေကနေတဆင့်အလွယ်တကူပေါ်လွင်တတ်ပါတယ်သူတို့ရဲ့ဟန်ပါအမူအရာတွေဟာပုံမှန်မဟုတ်ဘဲတမျိုးပြောင်းလဲနေတတ်ပါတယ်နံပါတ်2တောက်ကြနေဖွာများတောက်ကြနေဖွာတွေဟာလိညာမှုကိုမကြိုက်ကြတဲ့အတွက်ကိုယ်တိုင်လည်းလိန်ပြောဖို့ဝန်လေးတတ်ကြပါတယ်သူတို့ရဲ့စိတ်ခံစားလွယ်လေတဘာဝကြောင့်လိညာလိုက်တဲ့အခါစိတ်ထဲမှာမလုံးမချုံဖြစ်ပြီးမျက်နှာအမူအရာမှာအတိုင်းသားပေါ်နေတတ်ပါတယ်နံပါတ်3တနင်္ဂနွေနေ့ဖွာများတနင်္ဂနွေနေ့ဖွာတွေဟာသဘောထားယူရှင်းပြီးပွင့်လင်းကြတဲ့အတွက်လိညာပြောဆိုဖို့မကျွမ်းကျင်ကြပါဘူးတကယ်လို့လိညာမိခင်ရင်တောင်ကိုအပိရှိသလိုခံစားရပြီးအဲ့ဒီစိတ်ခံစားချက်ကသူတို့ရဲ့အမူအရာနဲ့မျက်ဝန်းတွေမှာအလွယ်တကူပေါ်လွင်စေပါတယ်